ကိုတင်မောင်ကျမအသက်ရှူလို့မရတော့အမလီဟိုလုံးဒီလုံးနဲ့ဈေးသွားနောက်ကြပါပြီတော့ဟဲ့ဟိုမှာကလေးမလေးတယောက်ဘာဖြစ်တာလဲမသိဘူးညီမလေးဘာဖြစ်လို့လဲနေမကောင်းလား ဟုတ်တယ်မရဲ့ကျမကပန်းနာရင်ကျယောဂရှိတယ်အဲ့ဒါအခုရှုသေးဖို့ကုန်နေတာလေပတ်စံလည်းမရှိတော့မဝင်နိုင်ဘူးမရဲ့ အော်အဲ့ဒါဆိုထဆေးကအမြန်သွားရအောင်အမလိုက်ပြပေးမယ်နော် ဆရာဝန်နဲ့ပြပေးတာရောရှုသေးဖို့ဝယ်ပေးတာရောကျေးဇူးတင်ပါတယ်နော်မ ရပါတယ်ညီမလေးရေဟဲ့အခုကိုဗစ်တတိယလှိုင်းကအတော်ဆိုးတာပဲလူတွေကလှုပ်ရှားသွားလာနေနဲ့အသက်ရှူရက်ပြီးတော့ပြစ်လဲကြတာကြောက်စရာကြီးကျန်းဟုတ်တယ်မောင်ကြီးအခုကိုဗစ်ကတော်တော်ဆိုးတယ်နော် ဟုတ်တယ်မိမကြီး သူကလေရုတ်တရက်အသက်ရှူရက်သွားတာဆိုတော့လေကျမကူညီခဲ့တဲ့ကောင်မလေးရှူတဲ့ရှူသေးဘူးမျိုးလေးလိုလိုမဲမဲဝယ်ထားရင်ကောင်းမလားမသိဘူးနော် အေးဝယ်လေးမိမငါညနေကျတော့စေးဆိုင်သွားဝယ်လိုက်မယ်နော် ဟုတ်ကဲ့ကိုတင်မောင်ရှင်မက်တက်သွားအောင်နော်ကိုတင်မောင်ရေကိုတင်မောင်လောက်ပါအောင်ကျမအနမ်းမရတော့လို့ မိမလာစမ်းကြိုလေးတောက်လိုက်အောင် ဟင်းရှင်ဝဲသွားရှင်ကိုကူးလိုက်မယ် ဝမ်းသာတာလိုက်တော့မိမကြီးငါလည်းအနှံ့မရတော့ဟာ ကိုတင်မောင်ကျမအသက်ရှူလို့မရတော့ ကြောက်မိမဒီရှူဘူးလေးကိုရှိုက်ပြီးတော့ရှူလိုက်ရှိုက်သွင်းလိုက်ရလားမိမ ဟုတ်ရပြီကိုတင်မောင် တော်သေးရပေါ့ကွာငါမိမနေပြန်ကောင်းပါလို့ငါတို့သွားပြီထင်လား ရှင်ကိုလည်းကျမစိတ်ပူတာပဲလေနေမကောင်းတာချင်းတူတူရှင်ရပဲပြုစုနေရတယ် ငါဘာမှမဖြစ်ဘူးကိုခံအားကောင်းတယ်ကိုယောဂဖြစ်တယ်လို့မမှတ်တာ တော်သေးတာပေါ့ကျမတို့ဘာမှမဖြစ်တာဖះတရားကယ်ပေးလို့နော်ကိုတင်မောင် အေးပေါ့ပြီးတော့မင်းဟိုကလေးမလေးကိုကယ်ခဲ့တဲ့အကျိုးပြန်ပြီးတော့ပေးရလို့ငါတော့ထင်တယ် ဟုတ်တယ်နော်ကိုတင်မောင်နှမို့ဆိုအဲ့ဒီရှူသေးဘူးဝယ်ဖို့စဉ်းစားမိမှာမဟုတ်ဘူး